မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Blender မှာ lip sync ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်အရင်ဆုံး phone name ဆိုတာဘာလဲဆိုတာရှင်းပြသွားပါမယ် phone name ဆိုတာစလုံးမဟုတ်ပဲအတန်ထွက်တစ်ခုချင်းစီကိုဆိုလိုတာပါဥပမာမဖအာအိုစားတဲ့အတန်တွေထွက်တဲ့အခါပါးစပ်ပုံစံကမတူကြပါဘူး lip sync animation မှာလည်းအဲ့ဒီအတန်တစ်ခုချင်းစီအတွက်သက်ဆိုင်တဲ့ပါးစပ်ပုံစံတွေကိုကြိုတင်ဖန်တီးထားပြီးအသုံးပြုကြပါတယ်ဒီနည်းလမ်းက animation ကိုပုံမြန်စေတယ်ပိုတိကျစေတယ်ပြင်ဆင်ရလဲလွယ်ကူစေပါတယ်ဒီလိုလုပ်ဖို့အတွက်ဆိုရင် Blender ထဲသွားကြရအောင်အရင်ဆုံးကိုယ့်ရဲ့ character က recreate လုပ်ပြီးသားဖြစ်ရပါမယ်အခုကျွန်တော်လုပ်ထားတဲ့ character ကိုလိုချင်တယ်ဆိုရင်တော့ Telegram channel မှာ download ဆွဲလို့ရပါတယ်layer ကိုနည်းနည်းလောက်ပြင်လိုက်မယ်အဆက် browser ဖွင့်လိုက်မယ်ဒီမှာ image editor ဖွင့်မယ်reference ပုံကိုဖွင့်ထားလိုက်မယ်Camera file ထဲမှာပဲ access ကိုထည့်လိုက်မယ်အရင်စမ်းထားတာတွေကိုခဏဖြတ်လိုက်မယ်ကက်တလော့တက်လုပ်မယ်နာမည်ပေးလိုက်မယ်Alt R Alt G Alt S နဲ့ transform တွေရှင်းလိုက်မယ်ကျွန်တော်ကဒါကို recover နဲ့ regain လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်နဲ့လဲတူချင်မှလဲတုံမယ်ဒါပေမဲ့လောက်ရမှာတော့တူတူပါပဲ lip sync လုံးမှာမို့မျက်နှာနဲ့တက်ဆိုင်တဲ့ခုပွဲဖွင့်ထားလိုက်မယ်ပါးစပ်နဲ့တက်ဆိုင်တဲ့ control ပဲထားပြီးကျန်တာဖော်ထားလိုက်မယ်အခုကျွန်တော်တို့ဖုန်းထဲမှာတစ်ခုချင်းစီအတွက် post asset လုပ်ပါမယ်အရင်ဆုံးမူလပုံစံကို post asset မှတ်ပါမယ်အရင်ဆုံးကိုမှတ်မဲ့ဘုံတွေကိုရွေးတိုင်းလိုက်မှာအန်ကိုနှိပ်လိုက်ရင်စိုက်ဘာပေါ်လာပါလိမ့်မယ် create access ကိုနှိပ် neutral လို့နာမည်ပေးလိုက်မယ် library မှာ corner file ကိုရွေးမယ်မဟုတ်ရင်တခြားနေရာမှာ access ကို save လုပ်သွားပါလိမ့်မယ် catalog မှာအသက်လုပ်ထားတဲ့ catalog ကိုရေးလိုက်မယ်ပြီးရင် create နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီ post ကို access တစ်ခုအနေနဲ့ရပါပြီအခုအတန်အတွက်လုပ်ပါမယ်ပါးစပ်ကိုနည်းနည်းလောက်ဟလိုက်မယ်ပါးစပ်တောင်နာကိုနည်းနည်းလောက်ရွှေ့လိုက်မယ်ကျွန်တော်တို့ဒီမှာကကိုပါးစပ်ကိုလှုပ်ကြည့်တော့ပဲဖြစ်ဖြစ်နိုင်ရှိမှနေပြီးအတန်ဆိုရင်ပါးစပ်ပုံစံကဘယ်လိုဖြစ်နေမလဲဆိုတာ reference ယူလို့ရပါတယ်ကျွန်တော်တို့ animation လုပ်မယ်ဆိုရင် reference ကိုကြည့်ပြီးလုပ်လို့ရတယ်လို့ကိုယ်တိုင်တရုပ်ဆောင်ပြီးခန္ဓာကိုယ်လှုပ်ရှားမှုကိုသိအောင်လုပ်ပြီး animation လုပ်လို့ရပါတယ်ကိုယ်စိတ်ကြိုက်လုပ်ပြီးရင်ဘုံတွေကိုရေးပြီး post asset လုပ်ပါမယ်အေးလို့ပေးလိုက်မယ်ခုအားအတန်အတွက်လုပ်ပါမယ်အားအတန်ကပါးစပ်ကပိုပွင့်လေးရှိပါတယ်ရှာကိုအောက်သွားနားမှာထားလိုက်မယ်
နည်းနည်းလောက်ညှိလိုက်မယ်ဘုံတွေကိုရွေးပြီး post access လုပ်ပါမယ် AH လို့ပေးလိုက်မယ်အခု but မ puff အတန်အတွက်လုပ်ပါမယ်clear transfer လုပ်လိုက်မယ် BNB အတန်ကကြတော့သူကနှစ်ခုကထိပြီးအထဲဝင်နေတဲ့ပုံစံရှိပါတယ်ဒီလောက်မှာပဲထားပြီး post access လုပ်လိုက်မယ်ကျွန်တော်တို့ဒီမှာဆိုရင်တွားကအရှိထွက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကိုပြင်ပါမယ်တွားကိုနောက်ကိုရှေ့လိုက်မယ်အခုကျွန်တော်တို့ပြောင်းလိုက်တဲ့ဖုန်းကို update လုပ်ပေးရပါမယ် BNB မှာ update လုပ်မှာမို့သူ့ကိုရွေးလိုက်မယ် modify post access replace နှိပ်လိုက်ရင်ရပါပြီကျွန်တော်တို့ဒီ post access ကိုတုံးမယ်ဆိုရင် access ကိုရွေး right click နှိပ်ပြီး apply post နှိပ်လိုက်ရင်ရပါပြီဒါဆိုရင် post access အတိုင်းပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်double click နှိပ်ပြီးတော့လည်းပြောင်းလို့ရပါတယ်အခုအစတွေအတွက်တောင်းနေလောက်ပါမယ် overlay ဖြောက်ထားလိုက်မယ်အန်နဲ့ site bar ဖွင့်မယ် capture screenshot preview ကိုနှိပ်မယ်ကိုတမ်းလေးအဖြစ်ထားချင်တဲ့နေရာကိုတွက်ဆွဲလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့အတွက်တမ်းလေးရပါပြီအခု R မှာ double click နှိပ်ပြီး post ကို apply လုပ်လိုက်မယ်တမ်းလေးထည့်ပါမယ်ဒီမှာအရင်သတ်မှတ်ထားတဲ့နေရာရှိပြီးသားမို့အန်တာနှိပ်လိုက်ရင်ရပါပြီနောက်တစ်ခုအတွက်လည်း post apply လုပ်ပြီးဒီတိုင်းပဲလုပ်ပါမယ်ကျွန်တော်တို့ကြံတဲ့ phone name အတွက်လည်းဒီတိုင်းပဲလုပ်ပါမယ် reference နဲ့မလုံလောက်ရင်ကိုတိုင်းမှန်ရှင်းမှရက်ပြီး reference ယူဖို့မမေ့ပါနဲ့ကျွန်တော်ကတော့ကြော်လိုက်ပြီး project file ကိုဖွင့်ပြပါမယ်ဒါကတော့ကျွန်တော်လုပ်ထားတဲ့ post asset တွေဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့ file တွေကိုကြည့်ပြီးလေ့လာလို့ရပါတယ်asset browser ဖွင့်လိုက်မယ်ဒါကိုပိတ်လိုက်မယ်ကာစာကိုဒီမှာထားလိုက်မယ် reference video ကိုထည့်မယ်
scale ချလိုက်မယ်ဒီမှာဆိုရင် frame 100မှာရပ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ icon ကိုနှိပ်ပြီး video frame အပြည့်ထားလို့ရပါတယ်အတန်ပါစေခြင်းရင် video sequencer ဖွင့်မယ်ဗီဒီယို reference မသုံးတဲ့သူတွေက audio file ဒီမှာထည့်လို့ရပါတယ်ဒီမှာတော့ video file ကိုထည့်မယ်မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Blender မှာ lip sync ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ play head ကိုရှိတ်ကြည့်ရင်အတန်မထွက်တာကိုတွေ့ရမှာဖြစ်ပါတယ် timeline ရဲ့ play back မှာ scrapping ဖွင့်လိုက်ရင်ရပါပြီမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Blender မှာ lip sync ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါကိုသုံးပြီးဘယ်နေရာဘယ်အတန်ထွက်လဲဆိုတာရှာရတာပိုစင်ပေးစေပါတယ်key frame တွေစမထည့်ခင်ပြင်စရာ setting တွေရှိပါတယ် preference ထည့်သွားမယ် animation tab မှာဒါကိုပိတ်ထားပေးရပါမယ်မပိတ်ထားရင် key ကိုင်းကိုမမှတ်ပဲနေပါလိမ့်မယ် save လုပ်မယ်တမ်လေးကိုပို့သေးလိုက်မယ်လောက်ရကန်ရအဆင်ပြေအောင် workspace ကိုညှိလိုက်မယ် neutral pose ပြောင်းလိုက်မယ် auto keyframe ဖွင့်ပြီးလောက်ပါမယ် neutral ကို double click နှိပ်လိုက်ရင် pose ကို key တစ်ခါတည်းမှတ်သွားပါလိမ့်မယ်ဒီမှာဆိုရင်မဆိုပြီးပါဇက်ကစလုပ်ပါတယ်သူရှိနှစ်ခုမှာ neutral pose ကို key မှတ်လိုက်မယ်ကျွန်တော်တို့ phone names ကိုသုံးသွားမှာဖြစ်တာကြောင့် phone name ကို frame နှစ်ခုမြောက်တိုင်းမှာထည့်ပါမယ်မင်္ဂလာပါဒီကစမှာမို့ am ကိုနှိပ်ပြီး marker ထည့်လိုက်မယ်ပါဇက်လုပ်ကြည့်ပြီး phone name ကိုထည့်လဲရတယ်ဆိုပေမဲ့ကျွန်တော်တို့ AI သုံးသွားပါမယ်ချက် GPT သွားမယ်အရင်ဆုံး chat GPT ကို phone name သုံးပြီး keyframe လုပ်မယ်ဆိုတာပြောလိုက်ပါတယ်ပြီးရင်လှုပ်ထားတဲ့ phone name reference ပုံကိုပေးလိုက်ပါတယ်ပြီးရင်ကို lip sync လုပ်မဲ့စကားလုံးကိုပေးလိုက်ပါတယ်ဒါဆိုရင်သူကထည့်ရမယ့် phone names တွေကိုအစိမ်လိုက်ပေးပါတယ်ဒါဆိုရင်ဒီသုံးခုက main စကားလုံးအတွက်ဖြစ်ပါတယ်မာကာမှာမင်္ဂလာပါလို့မှတ်လိုက်မယ်ပေးထားတဲ့ reference ကိုကြည့်ပြီး phone names တွေကိုမှတ်ပါမယ် frame တစ်ခုချပြီးနှစ်ခုမြောက်တိုင်းမှာထည့်ပါမယ် double click နှိပ်လိုက်တိုင်း post ကို key မှတ်အောင် auto key ဖွင့်ထားဖို့မမေ့ပါနဲ့ကျွန်တော်တို့ reference ကိုကြည့်လိုက် key မှတ်လိုက်လှုပ်သွားပါမယ်ကီးလေးကိုလည်း cancel ဖို့မမေ့ပါနဲ့ frame မချမိပဲ
ကီးမှတ်ပြီးသားမှာပဲပြန်မှတ်မိတာတွေဖြစ်တတ်ပါတယ်လာပါအတွက်လုပ်ပါမယ်ပြီးသွားရင် neutral post တစ်ခုထည့်ပါမယ်ကျွန်တော်တို့ဒီမှာ AI ကလောက်ရကိုင်ရမြန်အောင်အခြေခံအနေနဲ့ပဲတုံးတာပါပြီးရင်ကျွန်တော်တို့လိုအပ်တယ်လို့ပြန်စိတ်ပြီးပြင်သိရင်ပြင်ရပါမယ်မင်္ဂလာပါဒီနေ့ဗီဒီယိုမှာမင်္ဂလာပါအားအတန်တိုင်းမှာပါဇက်ဖွင့်တာကများနေလို့ပြင်ရပါမယ်မင်္ဂလာပါဒီနေ့ဗီဒီယိုမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါကျွန်တော်တို့ဒါကိုနှီးတဲ့အခါမှာဒါပြီးရင်ဒါလို့ဆိုပြီးတော့တတ်မှတ်ထားတာတော့မရှိပါဘူး reference ကိုနားထောင်လိုက် key frame ကိုရွှေ့လိုက်လုပ်ပေးရပါတယ်ဒီမှာပဲရက်လိုက်ပါမယ်မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါနောက်စကလုံးကိုဒီကနေစပါမယ်နောက်ဆုံး post ကိုသူ့ရှေ့မှာထားလိုက်မယ်ဘယ်နေရာကနေဘာစကလုံးစတယ်ဆိုတာသိတတ်အောင်မာကာထားလိုက်မယ်နောက်စလုံးဖြစ်တဲ့ဒီနေ့ဗီဒီယိုမှာတော့လူမှတ်လိုက်မယ်ဒါကတော့ ChatGPT ကနေထုတ်ပေးထားတာဖြစ်ပါတယ်အရှိစလုံးအတိုင်းပဲလုပ်ပါမယ် key frame မှတ်တာတော့ဒီစိတ်မပြောပြတော့ပါဘူးအဆုံးမှာ neutral post ထည့်ထားလိုက်မယ်ဒီနေ့ဗီဒီယိုမှာတော့မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဒီနေ့ဗီဒီယိုမှာတော့မင်္ဂလာပါ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 ဒီနေ့ဗီဒီယိုမှာတော့ဒီနေ့ဗီဒီယိုမှာတော့မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့
ဘလန်ဒါမှာနောက်စလုံးဘလန်ဒါမှာကိုလုပ်ပါမယ်အရင်ဆုံးမာကာမှတ်လိုက်ပါမယ်process ကအရှိကအတိုင်းပဲ key frame မှတ်လိုက်တာနဲ့တစ်ဆက်တည်းကြောက်အောင်ပြန်ကြီးလိုက်လောက်ရတာမို့အသေးစိတ်တော့မပြောပြတော့ပါဘူးဘလန်ဒါမှာ lips ဘလန်ဒါမှာ lips ဘလန်ဒါမှာ lips ဘလန်ဒါမှာဘလန်ဒါမှာမြန်နေတဲ့ထင်လို့ဒီမှာနည်းနည်းလောက်အနောက်ရှိလိုက်ပါမယ်ဘလန်ဒါမှာ lip sync ဘလန်ဘလန်ဒါမှာ lip ဘလန်ဒါမှာ lip sync ဘလန်ဒါမှာ lip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  ဘလန်စကားကစတိုက်ပြောနေတာမို့နည်းနည်းလောက်ခါထားလိုက်မယ်နောက်စကလုံးတိုင်းကိုလည်းဒီတိုင်းပဲဆက်လုပ်ပါမယ်မာကာရင်မှတ်မယ်ရှေ့ကတိုင်းလိုပဲ key frame အရင်မှတ်ပါမယ်
မှာ lip sync ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးမှာ lip sync ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးမှာ lip sync ဘယ်လိုလုပ်ရမလဲဆိုတာဒါကိုရှေ့ကိုရွှေ့လိုက်မယ်မာကာကိုနေရာပြောင်းလိုက်မယ်lip sync ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးမှာ lip sync မလဲဆိုတာ lip sync ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးမှာ lip sync ဘယ်လိုလုပ်ရမလဲဒီကနေနောက်စလုံးကိုလောက်ပါမယ်ပြောပြပေးတော့မှာဖြစ်ပါတယ်ပြောပြပေးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ပြောပြပေးတော့မှာဖြစ်ပါတယ်ပြောပြပေးတော့မှာဖြစ်ပြောပြပေးတော့မှာဖြစ်ပါတယ်ပြောပြပေးတော့မှာဖြစ်ပါတယ်ပြောပြတော့
ပြောပြပေးတော့မှာဖြစ်ပါတယ်ဖြစ်ပါတယ်ကနောက်ကျနေလို့ reference ကြည့်ပြီးဒီနေရာမှာမာကာထားပြီးရှေ့နောက်ကိုညှိပါမယ်ဖြစ်ပါတ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 ယ်ပါတယ်ဖြစ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 ်ပါတယ်ပြောပြပေးတော့မှာဖြစ်ပါတယ်ဒီနေရာကိုလည်းအရန်ကတ်နေလို့လိုက်ညှိပါမယ်ဒီ process ကအချိန်ပေးပြီးလောက်ရတာမလို့စိတ်ရှည်ဖို့လိုပါတယ်ပြောပြပေးတော့မှာဖြစ်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 ပါတယ်ပြပြပေးတော့မှာဖြစ်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 ပါတယ်ဆိုတာပြပြပေးတော့မှာဖြစ်ပါတယ်ပြပြပေးတော့မှာဖြစ်ပါတယ်ပြပြပေးတော့မှာဖြစ်ပါတယ်ပြတော့မှာဖြစ်ပါတယ်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 ပြောပြပေးတော့မှာဖြစ်ပါတယ်ပြောပြပေးတော့မှာဖြစ်ပါတယ်ပြောပြပေးတော့မှာဖြစ်ပါတယ်ဖြစ်ပါတယ်မှာ lip sync ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်မှာ lip sync ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်ကျန်တဲ့မျက်နှာအမူအရာစတာတွေကိုတော့ကိုစိတ်မြေလို့လုပ်လို့ရပါတယ်ဒါကတော့ planner ထဲမှာ lip sync ဘယ်လိုလုပ်ရတာလဲဆိုတာဖြစ်ပါတယ်